ပဲမှုန့်ရေစားရေကိုပြပြနေကလေးဖြောပြီးရင်ချက်သွန်းလေးထည့်ကြော်တာတော့ထွေထွေထူးထူးမဟုတ်ပါဘူးเนาะတဲလေးပူစီလေးပူတယ်ဆိုလို့ရှိရင်တော့ပဲမှုန့်လေးစားပြီးတော့ဖြန်းပြီးတော့ထည့်လို့ရပါပြီပဲမှုန့်ကြော်တဲ့အခါသူကဂယုစိုက်ရတယ်သူကြက်ဥလို့တော့မဟုတ်ဘူးပေါ့နော်နည်းလေးကိုကအမှုမဲ့မပြစ်ထားတာဖြစ်စေမီးရများသည်ဖြစ်စေသူကမမြန်အဲ့လိုမျိုးတူးလွယ်တယ်ပေါ့နော်အဲ့တော့သူဂယုစိုက်ကြည့်ရတယ်ကိုလိုချင်တဲ့အရာအနေထားလေးရောက်ပြီဆိုလို့ရှိရင်ဟိုဘက်ဒီဘက်လှမ်းပေါ့နော်လှမ်းပြီးတော့ရန်ကြီးလည်းကြော်စရာတော့မလိုဘူးပေါ့နော်ပဲမှုန့်ကကြက်လွယ်ပါတယ်ဆိုတော့အခုဒီနေထားဆိုလို့ရှိရင်ကြက်သွားပြီဒီပဲမှုန့်ချော်ကအရသာလေးရိုးရှင်းတယ်ပဲနဲ့မှုန့်မွေလေးနဲ့ဟိုမှာသူကရွလေးပေါ့နော်ထမင်းဖြူနဲ့စားတာပဲဖြစ်ဖြစ်တခြားဟင်းနေနဲ့အမြင့်ဟင်းဖြစ်ဖြစ်စားတာပဲဖြစ်ဖြစ်လိုက်တယ်